ဝင်ဆောင်ချိန်မှာနေ့စဉ်စားတဲ့နဲ့အစားအစာ၅မျိုးမိတို့ကလေးမိဘပြီးချိန်မှာကလေးလေးကနုနယ်သေးတဲ့အတွက်ယောဂဗျာတွေဝင်ဖို့အရန်လွယ်ကူပါတယ်မိတို့အနေနဲ့ကလေးလေးကိုခန်းစနစ်ကောင်းစေဖို့အုံနောက်ညာဖွံ့ဖြိုးစေဖို့အယိုးစစ်တမ်းမာစေဖို့လိုအပ်တဲ့ဗီတာမင်ဓာတ်များရရှိစေဖို့စူပါဖူးလို့ခေါ်တဲ့နေ့စဉ်ဒီ၅မျိုးကိုစားသုံးပေးသင့်ပါတယ်နံပါတ်1ကြက်ဥဟာဆိုရင်ကလေးလေးရဲ့အုံနောက်ညာဖွံ့ဖြိုးမှုနဲ့ဆဲတွေကိုဖွံ့ဖြိုးအောင်လှုပ်ဆောင်ပေးပါတယ်နံပါတ်2ဟင်းနုနယ်ရွက်နဲ့အစိမ်းရောင်အရွက်များဟင်းနုနယ်ရွက်နဲ့အစိမ်းရောင်အရွက်တွေဟာဆိုရင်တန်တဲ့နဲ့ဖောလစ်အက်ဆစ်ဓာတ်ကျွဲဝါတဲ့အရွက်တွေဖြစ်ပါတယ်ကလေးလေးရဲ့ကျန်းမာရေးကိုအထူးကောင်းမွန်အောင်လှုပ်ဆောင်ပေးပါတယ်နံပါတ်3ဒိန်ချင်းဟာဆိုရင်ကလေးလေးရဲ့အယိုးကိုတမဖွံ့ဖြိုးအောင်လှုပ်ဆောင်ပေးပါတယ်။ဦးလန်းချောင်းကျန်းမာရေးကိုလည်းကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။နံပါတ်4ပဲမျိုးပရိုတင်းဓာတ်နဲ့ဖောလစ်အက်ဆစ်ဓာတ်ပါဝင်တဲ့အစားအစာဖြစ်လို့ပဲမျိုးကိုလည်းစားသုံးပေးသင့်ပါတယ်။နံပါတ်5ဘယ်ရီတီအမျိုးဟာဆိုရင်ကိုခါစနစ်နဲ့အရေးပြားကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။အခုလိုမိတို့သိထားရမယ့်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့ဒီကအပေါင်းလက္ခဏာလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်